များများမသိသေးတဲ့အချက်တစ်ချက်က speaking လေ့လာတဲ့အခါမှာတွေ့ရအောင်လိုက်ပြီးတော့မှကြက်နေကြတာပဲတွေ့တဲ့အသုံးဝင်မဲ့ထင်တဲ့အရာတိုင်းကိုလိုက်ပြီးမှတ်တယ်ကြက်တယ်ပေါ့နော်ဒါပေမဲ့ speaking တိုးတက်ဖို့ဆိုလို့ရှိရင်အမှန်ကန်ဆုံးနဲ့အမြန်ဆုံးတိုးတက်စေမယ့်နည်းလမ်းက speaking pattern နေနဲ့လေ့ကျင့်တာပဲthere is no pointing plus buffer ing ဆိုတော့အရှိကတတွဲလုံးကိုမှတ်လိုက်မယ် there's no pointing ဟုတ်ပြီအနောက်မှာ buffer ing ကိုပဲချိန်သွားမယ်ဒီလိုပုံစံမျိုးနဲ့ speaking practice လုပ်တာကကိုယ့်ရဲ့ speaking skill ကိုမှန်မှန်ကန်ကန်နဲ့မြန်ဆန်ဆန်ကိုတိုးတက်စေတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုထဲမှာအသုံးများတဲ့ speaking pattern 3ခုကိုပြောပြပေးမယ်အဲ့တော့ပထမတစ်ခုက there's no pointing plus buffer ing for example there is no pointing having a car if you don't drive there's no pointing having a car if you don't drive အဲ့တော့ဘာသာပြန်မယ်ဆိုရင်ကားမမောင်းမဲနဲ့ကားရှိနေတာဘာမှအကျိုးမရှိဘူးဘာမှအထိပ္ပယ်မရှိဘူးအဲ့တော့ဒီ sentence မှာဆိုလို့ရှိရင် there's no point in ကိုအတွဲလိုက်မှအနောက်က ing ကိုပဲပြောင်းမယ် there's no point in having a car if you don't drive တောင်းနေရတာဘာမှအကျိုးမရှိလို့ငါတို့ထွက်လာခဲ့တယ် there was no point in waiting so we left there was no point in အတွဲလိုက်မှတ်မယ်buffer ing ကဘာလဲ waiting there's no point in waiting စောင့်ရတာဘာအဓိပ္ပာယ်မှမရှိဘူး so we left စောင့်ရတာဘာအဓိပ္ပာယ်မှမရှိလို့ငါတို့ထွက်လာခဲ့လိုက်တယ်ခြေတွဲလုံးကိုမှတ်လိုက်တာနဲ့ကိုကနောက်မှာ buffer ing ကိုလိုက်ပြီးတော့မှပြောင်းရုံပဲ there's no point in studying if you feel tired there's no point in အတွဲလိုက်ပဲ buffer ing ကြီးတော့ studying there's no point in studying if you feel tired အဲ့တော့မောပန်းနေတယ်ဆိုလို့ရှိရင်တော့လေ့လာနေရတာဘာမှအဓိပ္ပာယ်မရှိဘူးအကျိုးမရှိဘူး there's no point in အနောက်မှာ studying အဲ့တော့ဒီ buffer ing ကိုလိုက်ပြောင်းသွားလိုက်ရုံပဲ there's no point in hurrying if you have plenty of time အဲ့တော့အချိန်ဒီလောက်အများကြီးရှိနေတာမြန်နေအမြန်နေလုပ်နေရတာအဓိပ္ပာယ်မရှိဘူး there's no point in explaining if you are not willing to accept the truth if you are not willing to accept the truth there's no point in အကျိုးမရှိဘူးအဓိပ္ပာယ်မရှိဘူးဘယ်မှာလဲ explaining buffer ing က explaining မှန်တရားကိုလက်မခံဘူးဆိုရင်ရှင်းပြနေရတာအပိုးပဲဆိုတော့ဒီ sentence လေးတွေကိုကြည့်လိုက်ရင်ဒါ daily use တွေဖြစ်တဲ့တောက်လျှောက်ကိုမှတ်သွားမယ် there's no point in အနောက်မှာ ing ကိုပြောင်းမယ်ပြီးရင်ကိုပြောချင်တဲ့အကြောင်းအရာလေးထည့်မယ်ဆိုတော့ဒါကအရင်အသုံးများတဲ့ speaking pattern ဖြစ်တယ် have trouble plus buffer ing ဒါမှမဟုတ် have difficulty plus buffer ing ကိုအတွက်အခက်အခဲဖြစ်နေတဲ့အရာတစ်ခုခုကိုပြောဖို့အတွက်သုံးတယ် for example I have no trouble finding a place to stay I have no trouble finding a place to stay have နောက်မှာ trouble သူ့ရဲ့နောက်မှာ buffer ing ကိုကြည့်လိုက်တော့ finding I have no trouble finding a place to stay အဲ့တော့နေဖို့ထိုင်ဖို့အတွက်နေရာရှာတာငါတို့အခက်အခဲမရှိဘူး He has ဒီနေရာမှာ have က has ဖြစ်သွားတယ်ဆိုတာကအရှိက subject နဲ့ညှိလိုက်လို့ subject က singular အနည်းဖြစ်တဲ့အတွက်သူ့နောက်မှာလိုက်တဲ့ have ကနေပြီးတော့မှ has ဖြစ်သွားတယ်ဆိုတော့သူရဲ့နောက်မှာ trouble လိုက်မယ်ပုံလေးနည်းတိုင်းပဲ trouble has trouble ပြောင်းရမယ့် buffer ing ကဘာလဲဆိုရင် reading she has trouble reading English books so English စာအုပ်တွေဖတ်တာသူမတို့အခက်အခဲဖြစ်နေတယ် Do you have trouble getting a visa ဗီဇာရဖို့အတွက်အခက်အခဲဖြစ်နေတာလား Do you have trouble getting a visa Do you have plus trouble သူရဲ့နောက်မှာ buffer ing က getting Do you have trouble getting a visa အဲ့တော့ဗီဇာရဖို့အတွက်အခက်အခဲကြုံနေတာလား difficulty လည်းပြောလို့ရတယ်ခုနကသူပြောထားခဲ့တဲ့ဒီ trouble နေရာမှာ difficulty တွေကိုလိုက်ပြီးတော့ထည့်လိုက်ရုံပဲ for example I have no difficulty finding a place to stay she has difficulty reading English books do you have difficulty getting a visa ဆိုတော့ဒါက have trouble plus buffer ing ဒါမှမဟုတ် have difficulty plus buffer ing တခုခုလုပ်ရတာအခက်ခဲတွေ့နေရဆိုတဲ့နေရာမျိုးမှာသုံးတဲ့ pattern ဖြစ်တယ်Okay နောက်ဆုံးအသုံးများတဲ့ speaking pattern တစ်ခုကဘယ်လောက်ကြာပြီလဲလို့မေးမှာ How long have you plus buff 3
How long have you plus verb 3ဒါကကြတော့ဘယ်လောက်ကြာပြီလဲလို့မေးချင်တာနင်ဒီသင်တန်းတက်နေတာဘယ်လောက်ကြာပြီလဲနင်အင်္ဂလိပ်စာလေ့လာနေတာဘယ်လောက်ကြာပြီလဲနင်ဒီမှာအလုပ်လုပ်နေတာဘယ်လောက်ကြာပြီလဲဒီလိုမျိုးအရာတွေကိုမေးချင်ရင် How long have you plus verb 3 How long have you studied English How long have you အတွဲလိုက်မှမယ် verb 3ကိုကြည့်တော့ study How long have you studied နောက်မှထည့်ချင်တာကိုထည့်အင်္ဂလိပ်စာမေးချင်တယ် English How long have you studied English ဒီမှာအလုပ်လုပ်နေတာဘယ်လောက်ကြာပြီလဲ How long have you worked here How long have you worked here How long have you အတွဲလိုက်မှတ်တယ် verb 3ကပါလဲ worked Okay နောက်မှကိုပြောချင်တဲ့အကြောင်းအထည့်မယ် How long have you worked here ဒီမှာအလုပ်လုပ်နေတာဘယ်လောက်ကြာပြီလဲ How long have you lived in Thailand How long have you အတွဲလိုက်ပဲ verb 3က lived How long have you lived in Thailand ဒီ YouTube channel ကိုကြည့်နေတာဘယ်လောက်ကြာပြီလဲ How long have you watched this YouTube channel How long have you watched this YouTube channel How long have you သူရဲ့နောက်မှာ verb 3က watched နောက်မှာကိုပြောချင်တဲ့အကြောင်းအရာထည့် this channel How long have you watched this channel How long have you followed this actor How long have you followed this actor How long have you been a vegan vegan ဖြစ်လာတာဘယ်လောက်ကြာပြီလဲ How long have you နောက်က verb 3ကိုကြည့်တော့ been ကိုတွေ့တယ် been ဆိုတာက be ရဲ့ verb 3ဖြစ်တယ် been How long have you been a vegan vegan ဖြစ်လာတာဘယ်လောက်ကြာပြီလဲဗီဒီယိုရဲ့ပထမပိုင်းမှာပြောထားသလိုပဲ speaking pattern လေးနဲ့လေ့ကျင့်ပါ speaking pattern နဲ့လေ့ကျင့်တာပိုပြီးမှန်ကန်ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ကိုယ့်ရဲ့ speaking skill ကိုတိုးတက်နိုင်တယ် Well, that's it. This is all for today. And I really hope you learned something very useful from this video. Thank you for watching the video. I'm going to see you in my next video.